အားလုံးပဲမင်္ဂလာပါအဲဆိုရင်ကျွန်တော်တို့အခုဒီဗီဒီယိုမှာတော့ဒီ AWS networking ရဲ့ကျွန်တော်တို့ NAT gateway အကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဗီဒီယိုတွေမှာကျွန်တော်တို့ဒီ cloud network ကိုကျွန်တော်တို့အစကနေပြီးတော့ create လုပ်ခဲ့တဲ့ဗီဒီယိုတွေ sharing လုပ်ထားပေးခဲ့တယ်အဲ့တော့အခုဒီဗီဒီယိုမှာတော့ cloud networking AWS cloud networking မှာ NAT gateway အကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ AWS ရဲ့ဒီ NAT gateway ပေါ့နော်သူကဘာလဲဆိုတော့ဒီ NAT gateway ကိုကျွန်တော်တို့ဘာဖြစ်လို့သုံးလဲဆိုတော့ဒီ private subnet တွေကနော် internet service ဒီ outside VPC ကိုယ့်ရဲ့ VPC ထဲမှာရှိတယ်ကိုယ့်ရဲ့ VPC ထဲမှာမရှိတယ်ပေါ့နော်ကိုယ့် VPC ရဲ့ outside မှာရှိတဲ့ service တွေကို connect လုပ်ဖို့အတွက်ကျွန်တော်တို့ NAT gateway ကိုသုံးတယ်အသုံးများဆိုတော့ကျွန်တော်တို့ internet access လုပ်ဖို့ပေါ့နော် internet access လုပ်ဖို့ဒါမှမဟုတ်ရင်တခြား VPC နဲ့တခြား VPN တွေconnect လုပ်ဖို့ပေါ့နော်ကို VPC တွေကနေပြီးတော့မဟုတ်ဘဲနဲ့တခြား VPC တွေက service တွေတခြား outside က service တွေကိုယူသုံးမှုအတွက် NAT gateway ကိုသုံးတယ်အဲ့တော့ဒီ external user external service တွေကတော့ cannot initiate a connection to a VPC ကျွန်တော်တို့ VPC တွေကိုလှမ်းပြီးတော့ access လုပ်လို့မရဘူးအဲ့တော့ဒီမှာပုံလေးမှာကြည့်လိုက်မယ်ဆိုရင်တွေ့ရမယ်ကျွန်တော် NAT gateway ကနေပြီးတော့ internet ကိုထွက်လို့ရတယ်ဒါပေမဲ့ internet က user နေပြီးတော့ဒီ NAT gateway တွေကကျွန်တော်သူ့ရဲ့နောက်က service တွေကို access လုပ်လို့မရဘူးเนาะအဲ့တော့ဘယ်ဟာမျိုးကျွန်တော်တို့ကြည့်လို့ရတယ်ဆိုဥပမာကျွန်တော်တို့ရဲ့ဒီ private ရှိမယ်ပေါ့နော် private server တွေရှိမယ် private PC တွေရှိမယ်ဒါပေမဲ့သူတို့ကကျွန်တော်တို့ဒီ Windows update တွေ antivirus update တွေကိုdownload လုပ်ဖို့လိုတယ်ပေါ့ဒါပေမဲ့သူတို့ကကြတော့ကျွန်တော်တို့အပြင်ကနေလှမ်းပြီးတော့ internet access မပေးခြင်းဘူးအဲ့တော့အဲ့မျိုးအခြေအနေမျိုးမှာကြတော့ကျွန်တော်တို့ပုံမှန်ဆိုရင်ဒီ NAT gateway ကိုအသုံးပြုတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ internet gateway ကကြတော့ကျွန်တော်တို့ public ကနေလှမ်းပြီးတော့ access လုပ်မယ်ဆိုရင်လည်းလုပ်လို့ရတယ် bi-directional ရတယ်အဲ့တော့ NAT gateway ကတော့ outgoing ပဲရတယ်အဲ့တော့ဥပမာကိုယ့်ရဲ့ private subnet တွေက server တွေ PC တွေသူတို့ရဲ့ဒီ Windows update တွေကျွန်တော်တို့ antivirus update တွေ download ဆွဲခြင်းနဲ့ driver တွေ download ဆွဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ NAT gateway ကနေပြီးမှကျွန်တော်တို့ဖြတ်ပြီးတော့ internet ကိုသွားလို့ရတယ်ပေါ့နော်အဲ့ဒီအတွက်အသုံးများတယ်အဲ့တော့ NAT gateway မှာ type က private နဲ့ public နဲ့ရှိတယ်အဲ့တော့ private ကတော့ကိုယ့်ရဲ့ VPC နဲ့တခြားကျွန်တော်တို့ VPC တွေတော့မဟုတ်တခြားVPN တွေအဲ့အရာတွေကိုချိတ်ဖို့အတွက်သုံးတယ် public ကကြတော့ public type ကကြတော့ကျွန်တော် internet ကို access လုပ်ဖို့အတွက်သုံးတဲ့ type အမျိုးအစားဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကNAT gateway ရဲ့အကြောင်းပေါ့ NAT gateway ကလည်းခုနကကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့သလို internet gateway လိုပဲသူကဘာလဲဆိုတော့ကျွန်တော်တို့ route တွေပဲထဲမှာသွားပြီးတော့ forward လုပ်ပေးရမှာ target အနေနဲ့ပေါ့နော်ကိုသုံးမဲ့ route တွေပဲ subnet ရဲ့ route တွေပဲထဲမှာအဲ့တော့ဒီမှာဒီပုံဆိုရင်ကျွန်တော်တို့ကပြီးခဲ့တဲ့ဗီဒီယိုတွေမှာဒီအဆင့်ဒီကျွန်တော်တို့ create လုပ်ခဲ့တယ်နော် internet gateway သူ့ကို public subnet နဲ့ associate လုပ်တယ်ပြီးရင်ကျွန်တော်တို့ internet သုံးလို့ရတယ်ဒါပေမဲ့ဒီမှာ public ဒီမှာကျွန်တော်တို့ private subnet ကခုနကပြောတဲ့ server ရှိမယ် device တွေရှိမယ်ပေါ့နော်သူတို့ internet ထွက်ဖို့အတွက်ကြတော့ဘယ်လိုမျိုးထွက်ရမလဲပေါ့နော်အဲ့တော့ဒီ internet gateway ကိုကျွန်တော်တို့ forward မလုပ်ဘဲနဲ့ဘာလို့လဲဆိုတော့ဒီ internet gateway ကို forward လုပ်လိုက်ရင်ကျွန်တော်တို့ internal external က user တွေကလည်းလှမ်းပြီး access လုပ်လို့ရတယ်အဲ့တော့ဒါမဲ့ကျွန်တော်တို့ရဲ့ဒီ subnet က private subnet ဖြစ်နေတဲ့အတွက်အဲ့မျိုး access ကိုမပေးခြင်းဘူး internet ကနေပြီးတော့ access လုပ်လို့မရစေချင်ဘူးဒါပေမဲ့ဒီကရှိတယ်ကျွန်တော်တို့ device တွေကို internet ကို access လုပ်စေချင်တယ်အဲ့တော့အဲ့မျိုးမှာကျွန်တော်တို့ကဘာသုံးလဲဆိုတော့ NAT gateway ကိုအသုံးပြုတယ်အဲ့တော့ဒီမှာဆိုရင် NAT gateway ရှိမယ်အဲ့တော့ NAT gateway ကကျွန်တော်တို့ဒီ internet gateway ကိုဖြတ်ပြီးတော့ internet ကိုထွက်လို့ရအောင်လုပ်ပေးတယ်ဒါပေမဲ့ဒီ external ကကျွန်တော်တို့ access တွေကတော့ access လုပ်လို့မရဘူးပေါ့နော်အဲ့တော့ NAT gateway ကိုကျွန်တော်တို့ demo create လုပ်သွားမှာဖြစ်ပါတယ်ရှေ့နောက်လာမယ့်အခုဗီဒီယိုမှာအဲ့တော့ဆက်ပြီးတော့ကြည့်ရှုပေးပါကျေးဇူးတင်ပါတယ်ဒီနေ့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ဒီ AWS infrastructure ကိုဆက်ပြီးတော့create လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဘာ create လုပ်သွားမလဲဆိုတော့ကျွန်တော်တို့အရင်ပြီးခဲ့တဲ့ဗီဒီယိုတွေမှာကျွန်တော်တို့ဘာတွေ create လုပ်ထားလဲဆိုတော့ဒီမှာတွေ့ရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ subnet တွေရှိမယ်route table တွေပြီးတော့ internet gateway အဲ့တော့ internet gateway က
ကျွန်တော်တို့ internet ထွက်ဖို့အတွက်ပေါ့နော်ကိုယ့်ရဲ့ cloud ထဲကနေပြီးတော့ internet ကိုသွားခြင်းနဲ့ဆိုရင် internet gateway လုပ်မယ်အဲ့တော့အဲ့ဒီ gateway ကိုကျွန်တော်တို့ public subnet နဲ့ associate လုပ်ထားတယ်အဲ့တော့လက်ရှိအခြေအနေမှာဆိုကျွန်တော်တို့ဒီ public subnet ကနေပြီးတော့ internet ကိုကျွန်တော်တို့ access လုပ်လို့ရတယ်အဲ့လိုပဲ internet ကနေပြီးတော့ဒီ public subnet ထဲကရှိတဲ့ကျွန်တော်တို့ရဲ့ instance device တွေဒါပါတော့ကျွန်တော် EC2 instance တွေ server တွေကိုလင့်ပြီး access လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီပုံမှာဆိုရင်ကျွန်တော်တို့ဒီမှာနောက် subnet တစ်ခုဖြစ်တဲ့ private subnet ကကြတော့ကျွန်တော်တို့ဘယ်လိုမျိုးinternet ကိုသွားမလဲပေါ့နော်အဲ့တော့ဒီ public subnet အတွက်ကြတော့ကျွန်တော်တို့ internet ကိုထွက်ဖို့အတွက်ဘာလို့လဲဆိုတော့ကျွန်တော်တို့ internet gateway လိုမယ်ပေါ့နော်အဲ့တော့ internet gateway လိုမယ်အဲ့တော့ internet gateway ကကျွန်တော်တို့ဒီမှာ private subnet သွားပြီးတော့ associate လုပ်မယ်လုပ်ပြီးတော့ကျွန်တော် internet ကိုထွက်လို့ရတယ်ဒါပေမဲ့သူကကျွန်တော် internet ကနေပြီးတော့ဒီ private subnet ထဲမှာရှိတဲ့ device တွေကို access လုပ်လို့မရဘူးပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဒီနေ့ video ထဲမှာ create လုပ်သွားမှာဖြစ်တယ် NAT gateway နဲ့ကျွန်တော်တို့ပြီးရင် route တွေပဲ association လုပ်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကြည့်ကြည့်အောင်အဲ့တော့ခုဆိုရင်ကျွန်တော်တို့ဒီ AWS console ထဲမှာရှိနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ VPC ကိုကြည့်မယ်ဆိုရင်VPC A ဒါပြီးခဲ့တဲ့ကျွန်တော်တို့ video တွေမှာ create လုပ်ခဲ့တာဖြစ်တယ်အဲ့တော့ subnet ကလည်းကျွန်တော်တို့ private ရှိမယ် public AB ဆိုပြီးတော့ပေးထားတယ်ပေါ့နော်နောက်ကျွန်တော်တို့ route တွေပဲ create လုပ်ခဲ့တယ် private route တွေပဲ private route တွေပဲနဲ့ကျွန်တော် public route တွေပဲဆိုပြီးတော့အဲ့တော့ဒီ public route တွေပဲခုနကတော့ကျွန်တော်တို့ internet gateway နဲ့ associate လုပ်ထားတယ်ပေါ့နော်အဲ့တော့ default route ကကျွန်တော်တို့ internet gateway ကို forward လုပ်ထားတယ်အဲ့တော့ဒီ route တွေပဲကကျွန်တော်တို့ဘယ် subnet နဲ့ associate လုပ်ထားလဲဆိုတော့ public subnet A နဲ့ associate လုပ်ထားတယ် IP က 10.10.2.0 10.10.2.0 ဒီ subnet နဲ့ကျွန်တော်တို့ဘာလုပ်ထားလဲဆိုတော့ associate လုပ်ထားတယ်ပေါ့နော်ဒါကကျွန်တော်တို့ route တွေပဲလေနောက် internet gateway ကျွန်တော်တို့ internet gateway ကို create လုပ်ခဲ့တယ်အဲဒါကကြတော့ကျွန်တော်တို့ဒီ VPC သုံးတဲ့ internet gateway ဒီကောင်ကကြတော့ကျွန်တော်တို့ default VPC သုံးတဲ့ internet gateway ပေါ့နော်အခုကျွန်တော်တို့ဘာ create လုပ်ရမလဲဆိုတော့NAT gateway ကို create လုပ်ပေးရမှာဖြစ်တယ်ကျွန်တော်တို့ private subnet အတွက်ပေါ့နော်အဲဆိုကျွန်တော်တို့ဒီ NAT gateway ကို create လုပ်ဖို့အတွက်NAT gateway ဆိုတဲ့ဟာကိုသွားမယ်ဒီဘက်ကနေပြီးတော့ဒီမှာကျွန်တော်တို့ NAT gateway ဒါသူ့ရဲ့ page ထဲရောက်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာလောလောဆယ်ဆိုရင်တော့ကျွန်တော်တို့ဘာမှ create လုပ်ထားတာမရှိသေးဘူးအဲ့တော့ create NAT gateway ဆိုပြီးတော့ကျွန်တော်တို့လုပ်လိုက်မယ်အဲ့တော့ဒီမှာကျွန်တော်တို့နာမည်ပေးလို့ရတယ် VPC A NAT gateway ပေါ့နောက်ပြီးတော့ကျွန်တော်တို့ဒီ NAT gateway ကိုကျွန်တော်တို့ဘယ် subnet ထဲမှာ create လုပ်မလဲပေါ့နော်ကျွန်တော်တို့ဒီမှာ public subnet ကိုရွေးလိုက်မယ်ဒီ NAT gateway ကိုကျွန်တော်တို့ဘယ် subnet ထဲမှာ create လုပ်မလဲဆိုတဲ့အောင်ရွေးပေးရတာပေါ့နော်ဒီကျွန်တော်တို့တွေ့ရတဲ့ subnet ကအဲ့တော့ NAT gateway တို့ဘာလို့ကပုံမှန်ဆို public နဲ့access ရှိနေတဲ့အတွက်ကျွန်တော် public subnet မှာထားတယ်အဲ့တော့ဒီ connectivity type ကတော့ဒီ NAT gateway ကဘယ်လို type မျိုးလဲပေါ့နော် public ဆိုတာကျွန်တော်ပုံမှန် internet တွေအတွက်သုံးတဲ့ဟာပေါ့နော် NAT ဒီ private ကကျတော့ကျွန်တော်တို့ရဲ့ဒီ VPN တွေ site to site VPN တွေကိုယ့်ရဲ့ VPC အတွင်းမှာပဲသုံးကျင်တဲ့ဟာမျိုးအဲ့တော့ဒီမှာတော့ကျွန်တော်တို့ public ပေါ့နော် internet ထွက်ဖို့အတွက်ပဲအဓိကသုံးတဲ့အတွက်ကျွန်တော် public ရွေးထားတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် elastic IP ID ပေါ့နော် elastic IP ID ကိုရွေးပေးရမယ်အဲ့တော့ဒီမှာ information ကိုနှိပ်တယ်ဆိုရင်ကျွန်တော်သူကဒီဘက်မှာရှင်းပြထားတာလည်းရှိရပါတော့အဲ့တော့ elastic IP address သူ့ရဲ့ NAT ကျွန်တော်တို့ဒီ NAT gateway ကို assign လုပ်ဖို့အတွက်ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်တို့ do elastic IP address ပါ public gateway ရတယ်ပေါ့အဲ့တော့ဒီကဘာလဲဆိုတော့ကျွန်တော်တို့ဒီ NAT gateway က internet ပေါ်ကိုထွက်သွားရင်သူရမယ်public IP မျိုးအစားပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ allocate elastic IP ဆိုတာကိုရှင်းနေကြည့်လိုက်မယ်အဲ့တော့အဲ့ဒါဆိုရင်ဒီကျွန်တော်တို့ NAT gateway ကိုဒီမှာတွေ့ရတဲ့အတိုင်း public IP allocation လုပ်ပေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ NAT gateway ကနေပြီး internet ကိုထွက်သွားတဲ့ IP ဒီ IP ဖြစ်မယ်အဲ့တော့ channel ဟာကတော့ကျွန်တော် default တိုင်းထားမယ် default တိုင်းထားပြီးတော့
create entity ဆိုတဲ့ဟာကိုကျွန်တော်တို့ click လုပ်လိုက်မယ်အဲ့တော့ဒီမှာဆိုရင်ဒါအခု create လုပ်လိုက်တဲ့ entity gateway ရဲ့ကျွန်တော်တို့ဒီ information တွေကိုတွေ့ရမှာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ entity gateway ကိုပြန်သွားမယ်ဆိုရင်ဒီမှာ VPCA entity gateway ဆိုတာကိုတွေ့ရမယ်သူရဲ့ state ကကျွန်တော်တို့ pending ပေါ့နော်ခုလောလောဆယ်သူက pending state ပဲရှိသေးတယ်အဲ့တော့ကျွန်တော်ဒီ video ခဏ pause လုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ entity gateway ready ဖြစ်သွားတယ်ဆိုရင်ပြန်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ပါမယ်ပြီးရဆိုကျွန်တော်တို့ဒီ state ကကျွန်တော်တို့ available ဖြစ်သွားပြီပေါ့နော်အဲ့တော့ entity gateway available ဖြစ်သွားပြီပြီးတော့ကျွန်တော်တို့ဒီမှာ public IP address assign လုပ်ပြီးသွားပြီခုနကတော့ဒီမှာကျွန်တော်တို့ဘာမှမရှိဘူးပေါ့နော် public IP address assign လုပ်ပြီးသွားပြီသူဒီ available ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ဒီ VPC ထဲမှာ entity gateway ရှိနေတယ်ပေါ့အဲ့တော့ entity gateway ကကျွန်တော်တို့ကခုနကတော့ကျွန်တော်တို့ရဲ့ public private subnet နဲ့တွားပြီးတော့ကျွန်တော်တို့ associate ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီ private subnet သူ့ရဲ့ route table ထဲမှာကျွန်တော်တို့က default route ကို entity gateway ကိုညွှန်ပေးလိုက်ရုံပဲပေါ့နော်အဲ့တော့ဒီမှာကျွန်တော် private subnet ကိုရွေးလိုက်တယ်ရွေးပြီးတော့ကျွန်တော်တို့ဒီမှာ route table မှာကျွန်တော်တို့ဒီမှာသူနဲ့ associate လုပ်ထားတဲ့ route table က private route table ဒီ route table ကိုတစ်ချက်ပြန်သွားကြည့်အောင်အဲ့တော့ဒီမှာဆိုရင်ဒါ route table ရောက်သွားပြီအဲ့မှာကျွန်တော်တို့ route ထည့်မယ်ပေါ့နော်အဲ့တော့ 0.0.0 သူရဲ့ target ကဒီခေါက်ကြတော့ဗာဒီခေါက်ကြတော့ဗာလဲဆိုတော့ကျွန်တော် entity gateway အဲ့မှာခုနကကျွန်တော်တို့ create လုပ်ထားတဲ့ VPC A entity gateway ကိုကျွန်တော်တို့ရွေးပေးလိုက်မယ်ပေါ့ပြီးရင် save changes okay အဲ့ဆိုရင်ကျွန်တော်တို့ဒီ private route table မှာကျွန်တော်တို့က default route entity gateway ကို forward လုပ်ထားတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာတွေ့ရတဲ့ private subnet မှာ route table ရှိတယ်အဲ့ route table ကကျွန်တော် entity gateway ကိုforward လုပ်ထားတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဘာ create လုပ်သွားတာလဲဆိုရင်ခုနကတော့ဒီမှာ entity gateway နဲ့ကျွန်တော်တို့ create လုပ်သွားတယ် entity gateway ကို create လုပ်သွားတယ်ပြီးတော့ private subnet နဲ့သူ့ထဲမှာရှိတဲ့ route table ထဲမှာကျွန်တော်တို့ default route ကို entity ကျွန်တော်တို့ gateway ကို forward လုပ်ထားတယ်ပေါ့နော်အဲ့တော့ entity gateway ကလည်းဒီ internet gateway ကိုဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ create လုပ်တုန်းကရွေးခဲ့တာမှတ်မိပြီပေါ့နော်သူ့ကိုကျွန်တော်တို့ကဒီ public subnet ထဲမှာ create လုပ်တာအဲ့တော့ဒီ public subnet ရဲ့ route ကိုပဲသူကယူသုံးပြီးတော့ internet ကိုထွက်မှာပေါ့နော်အဲ့တော့ဒီ public subnet ရဲ့ route ကinternet gateway ကို forward လုပ်ထားတာအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့သူရှိတဲ့ subnet ဒီ entity gateway ရှိတဲ့ subnet ကကျွန်တော်တို့ public subnet ပေါ့နော်အဲ့တော့ဒီ subnet ရဲ့ route ကိုပဲသူကယူသုံးပြီးတော့ internet ကိုထွက်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အခုဆိုရင်ဒီ diagram အတိုင်း create လုပ်ပြီးသွားပြီဖြစ်တယ်အဲ့တော့ public subnet ရှိမယ် private subnet ရှိမယ်အဲ့တော့ public subnet ကတော့ internet outgoing ရော incoming ရောရတယ် private subnet ကကြတော့ outgoing internet ပဲရတယ်internet ကနေပြီးတော့လမ်းပြီးတော့ access လုပ်လို့မရဘူးပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့ဒါဆိုရင်နောက် video တွေမှာကျွန်တော်တို့ဒီ public private subnet ထဲမှာကျွန်တော်တို့ server တွေ computer တွေထည့်ပြီးတော့ကျွန်တော်တို့ access လုပ်ကြည့်ရတဲ့ video ကိုကျွန်တော်တို့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်